Hello，မင်္ဂလာပါဗျ။ဒီနေ့ပြောမှာလေးကတော့ဘာလို့ဆိုရင်ကျွန်တော်တို့seek grace နဲ့ sequence ကြောင့်ပဲနော်။ဒါလေးတွေတည်သွားပြီဆိုရင်ဘာလေးထူးခြားလာလို့ဆိုရင်ကိုဆက်ပြီးပြပြတယ်မှာဖြစ်တယ်နော်။အဲ့တော့ကျွန်တော်ဒီ source box ကနေပြီးတော့ RANGE grace ဆိုတော့ပြန်ရှင်းလိုက်ဒီနော်တွေ့ပါမယ်။ကြောက်ပါနော်။နောက်က sequence 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 grace and sequence okay ပါအဲ့တော့ဒါလေးတွေကဘာထူးခြားမှုရှိလဲဆိုတော့နော်ဘာထူးခြားမှုရှိလဲဆိုကျွန်တော်တို့ဒီ sequence ကတော့ဖြစ်လာနော်ကျွန်တော်တို့တော်တော်များများသင်ခဲ့ရတယ်ပေါ့နော် grace ဆိုတော့သင်ခဲ့ပြီးပါနော်အဲ့တော့ဒီထဲမှာဘာတွေဝင်လာလဲလို့မြင်ကnumber of letter နော် ABCD တွေလည်းပြောင်းလို့ရ variable ဖြစ်တယ်နော် number of letter n ကလည်းဒီလိုပဲ number of letter နော်ဒီမှာ step ကတော့ string ကတော့ပြည့် depth ကတော့1ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာဘာလို့စပြောရမလဲဆိုရင် code block အကြောင်းကိုမြင်ပြောရအောင်နော်ကျွန်တော် number တွေခေါ်တယ်လဲဟုတ်တယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ကျွန်တော်ရရပြရတယ် code block အကြောင်းရှိတယ်ဒီ code block ဆိုတော့ဘာလဲဆိုရင်ကျွန်တော်ဒီကလက်ရှိစပန်ပဲနော်ဒီနှစ်ချက်ထောက်လိုက်ပါနော်ကျွန်တော်လေးကြာလာအဲ့ဒီ code block အဲ့ code block ထဲမှာကျွန်တော်တို့အများကြီးလေးရှိတယ် note ပြီးလို့ရတယ်နော်ပြီးရင်ကျွန်တော်တို့ဒီဟိုဟာတွေပေါ့နော်ငါးပါးတွေဒီကောင်လေးနောက်ပိုင်းကျရင် code block နဲ့ဆိုအကြောင်းလေးနဲ့ဘယ်လိုပြီးလဲဆိုတာကိုကျွန်တော်ရေးလို့ရတယ်နော်ကျွန်တော်တို့ programming ရဲ့ language ကိုနားလည်အဲ့ဒီမှာကျွန်တော်တို့က start နော်0ကနေစဝင်နော်ဒီ1စမယ်ဒါဆိုရင် control C control V control V သုံးခုမျိုးကျွန်တော်သုံးခုလုပ်လိုက်တာနော်အဲ့တော့ code block လုပ်နေဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ video ကိုပြောခဲ့တယ် record ထောက်လိုက်သူက input ပေးလို့မရဘူး dynamic player လို့မရဘူးနော်အဲ့တော့ start ကို0နဲ့စနော်အဲ့ကိုကျွန်တော်ဒီမှာဆုံးတယ်အဲ့ကိုကျွန်တော်30မှာဆုံးတယ်လို့ပြောနော်ဒီတော့ကျွန်တော်သွားမယ် step ကိုတော့ကျွန်တော်2လို့ပြောနော်2လို့ပြရမယ်ဒါဆိုရင်ဒီမှာချိတ်ပြီးautomatic ဖြစ်တဲ့အတွက်ကြောင့်ဒါမျိုးတွေတော့ကတော့သိပြဿနာမရှိဘူးနော်14နိုင်တချို့အရင်ဆို14နိုင်နော်ကောင်းတာတော့ကျွန်တော် manual လေးပဲကောင်းနော်အနေခင်းတော့နော်ဘို့တို့ကြိုးစားထားသမျှစိတ်မလုပ်ဘူးနော်အနေရှိသွားတာနော်အဲ့တော့ဒီမှာကြည့်လိုက်ရင်တော့ဘာလဲဆိုတော့0ကစ10မှာဆုံး step က2နဲ့တော့ကျွန်တော် sequence နဲ့ဆင်တာပါကျွန်တော်ဒါကျောင်းမှာသင်ခဲ့တာလည်းဆိုတော့ arithmetic sequence နော် the multiplication 2လေးတွေပြီးတော့အဲ့လိုပဲ sequence မှာလည်းဒီတိုင်းနော်ကျွန်တော်ဒီလည်း dynamic step ဆိုစအောင်နော်ဘာကြတော့ဘာလို့အလုံးကြီးကျွန်တော်တို့ကမှဆိုရင် sequence မှာလည်းဆိုရင် number လုံးကြီး10လုံးသွားကြတယ် step ကတော့2ကိုရဲ့မဲ့ခုရဲ့ရတဲ့အဖြေကမတူတာဘူးဒီမှာဟောတွေ့တယ်ရလိုက်ပြီဆိုတော့ဖြေရဖက်တာဒီမှာကျတော့10လုံးဟုတ်တယ်နော်ခုနက start ဒီမှာက start amount ဒါလေးတွေပြီးရင်ဘာလို့ရလဲဆိုကျွန်တော်တို့ကလို့ဘာလို့မလဲဆိုရင်ဒီကြည့် POINT point by coordinate လေးကိုကျွန်တော်ခေါ်လိုက်မယ်ခေါ်ပြီးတော့ကျွန်တော်ဒီမှာ step 1ထားလိုက်မယ်ပြီးရတယ် run ချလိုက်ရင်ကျွန်တော်ဒီမှာ point လေးကိုတွေ့ဖြစ်နော်နော်ဒီ point လေးတွေတွေ့မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဘာလဲဆိုရင်ဒီမှာဘာဖြစ်နေလဲဆိုတော့ဒီမှာကျွန်တော်တို့ကဒီပုတ်ပုတ်နဲ့ကြောက်ဘာဖြစ်လို့ဆိုရင်ကစားလို့မရနော်ကစားလို့မရဘူးအဲ့တော့ဘာလို့မလဲဆိုရင်တောင်းတာပေါ့လောလောဆယ်ဒီမှာ number site တာပဲသုံးရတယ်နော်အဲ့တော့ number ပေါ့number နဲ့ slider မသုံးနဲ့ဘာလို့ဆိုရင် number ပဲသုံးတယ်ကောင်းတယ် slider သုံးရင်တော့ကြည့်လို့တော့ကောင်းပြီလေလို့ပေါ့နော်ဘာဖြစ်လဲဆိုတော့စင်မကီလို့မကောင်းဘူးပေါ့နော် standard step လေးထားနေတာဒီမှာတော့ကိုကြိုက်တယ်ရွှေ့နေနော်ဒသမကြီးလည်းပါလို့ရတယ်နော် okay
0စားမယ်ဒီမှာခဏဆိုရင်ကျွန်တော်ဒီမှာသွားမယ်ပေါ့နော်ဒီစီcontrol V okay အဲ့တော့ဒါလေးတွေကိုကျွန်တော်ဒီမှာ start 0ပေါ့နော်ဒီ sum of 10ပေါ့အဲ့လိုလေးပဲ2ပေါ့ဗျာထည့်လိုက်ပါနော်အဲ့လိုပဲဒီကောင်ကို select ပေးမယ် control C control V အဲ့ဒါပေါ့ဟုတ်ပြီနော် run ချလိုက်တူပဲပြရနော်ဒီလိုပဲရတာဟုတ်โอเคအဲ့ဒီအနေမှာကျွန်တော်ဒီမှာပါဆက်ပြောမှာဆိုရင်ဒီခါတဲ့ right click ထောက်လိုက်ဒီကနှုတ်ကို right click ထောက်ဒီမှာ lazy ဆိုတာလေးပြောလိုက်ဒီကျွန်တော်တို့ကဒီမှာ magic လေးက auto မှာရောက် short တက်ဆိုရင်ဘာဖြစ်သွားမလဲကြည့်ရအောင် run နော် short တက်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့သူ့မှာလည်းကျွန်တော်တို့ကခါလေးကိုသိချင်တာဆိုရင်ဒီနားလေးကိုထိုးလိုက်နော်ပြီးရင်ပင်လေးကိုနှိပ်လိုက်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘာလေးတွေကိုကြည့်လို့ရတယ်ကိုယ် reset လေးတွေကြည့်လို့ရတယ်နော်ဒီကောင်ဆိုရင်ဒါလေး select ပေးလိုက်ဒီမှာပေါ်ပေါ်တယ်နော်မတော့ပေါ်တယ်1 2 3ဟုတ်ပြီဒါလေးတွေကဘာလို့လို့ရလဲဆိုရင်ကျွန်တော်တို့column တွေပဲဖြစ်ပြကျွန်တော်တို့ creation တွေလုပ်တဲ့အခါမှာဟုတ်လား project တွေလုပ်တဲ့အခါမှာဒါမျိုးတွေအတွက်သုံးရတယ်ဒါ short တက်မှာတိတ်ဘာမှမထူးဘူးနော်ဟုတ်ပြီဒါဆိုရင် lazy ကနေပြီးတော့ကျွန်တော်တို့ long တက်လို့ပြောတယ် run long တက်ဆိုရင်တော့ဘာဖြစ်လဲကျွန်တော်ဒီမှာပထမဟာက1 2 3 4 5 6ခုရှိတယ်နော်ဒုတိယဟာကျတော့ဒီ10ခုရှိ6ခုရဲ့10ခုရဲ့16ခုဒါတော့ဒီမှာဒီကထိုးပြီဆို long တက်ဆို short တက်ဆိုရင်ဘာလဲဆိုရင်ဒီဟိုပေါ့နဲတဲ့ကောင်ပဲဟိုနော်ဒီ coordinate တွေ long တက်ဆိုရင်ဘာဖြစ်လဲများတဲ့ကောင်ပြင်ပြီးပါဒါပေမဲ့များတဲ့ကောင်ကဒီမှာတွဲပြန်မရှိတော့ဘာဖြစ်လဲဆိုနောက်ဆုံးကဒီကဏ္ဍဖြစ်တဲ့30နဲ့ယူပြီးတော့ဘာဖြစ်လဲဆိုတော့လက်ကြံခါကြီးကဆွဲတက်ပါတော့နော်လက်ကြံပြီးပြဆွဲတက်သွားတာဖြစ်တယ်အဲ့တော့နောက်တစ်ခါကျွန်တော်တို့နောက်ကကြည့် lazy ရဲ့ cross products ဆိုရင်ဒီလိုဖြစ်သွားမယ်ကြည့် cross products ဆိုရင်ဒီလိုဖြစ်သွားတယ်ဒီကတော့ group လေးကိုတွဲသွားတယ်နော်ဒီမှာ list လေးရှိတယ်နော်0 list နော်ဒီမှာ1 list ပဲနော်0 list မှာ9ခုအဲ့တော့ဘာသဘောလဲဆိုတော့ cross product ဆိုတော့ကျွန်တော်တို့အစုလေးနှစ်ခုကို cross လုပ်တဲ့သဘောပါအစုတစ်ခုမြောက်တဲ့ဆိုရင်ရှေ့စုကအစုရရေးအတွက်နဲ့နောက်စုကအစုရရေးအတွက်တို့မြောက်လိုက်တဲ့တန်ပြီးဒါစုစုပေါင်းတော့60ထပ်နော်ဒီမှာ6ဒီမှာ60မှာချတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ point တွေပေါ်မှာဘာလို့လို့ရလဲဆိုရင်ဒီ point တွေပေါ်မှာကျွန်တော်တို့ဒီဘာ family တွေထားမလဲထားလို့ရတယ်ဆိုလိုချင်တာအခန်းမကြီးတစ်ခုရဲ့အခန်းမကြီးရဲ့အတွင်းထဲမှာဘယ်လိုပုံစံလေးနဲ့ထားမလဲဒါမှမဟုတ်ကျွန်တော်တို့ဒီကအကောမိချောင်းနေတာကျွန်တော်တို့တော့အမီးပြီးမှဆိုရင်ကျွန်တော်တို့ဒီကexhaust fan လေးတွေထားမှာနော်ဒါမျိုးလေးမီး point လေးတွေလုပ်ပါဒါတွေကိုလုပ်ဖို့တော့ဆိုရင်ဒီကောင်လေးတွေမယ်လုပ်နေရတာကျွန်တော်တို့ coordinate တွေ exhaust fan ကလေးတွေသွားတယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီကောင်လေးအတွက်ကိုကျွန်တော်တို့ကထားတော့မယ်ဆိုတော့ point နေထားတယ်ဆိုဒီထဲမှာဒီပေါ်မှာဘာတွေတင်လဲ family တွေတင် family တွေတင်ပါပဲကျွန်တော် family တင်ဖို့အတွက်ကို right click ခေါက်လိုက်တော့နော် family ပဲနော် family ကိုဘာနဲ့သွားမှာဘယ်လိုနဲ့သွားမှာ point နေပေါ့အဲ့တော့ INSTANCE instant family instant ဘာနဲ့သွားမှာ by point နော် by point ဒါဆိုရင်ဒီကဒီမှာဘာဖြစ်လဲဆိုရင်အဲ့တော့ family တိုက်တယ်လို့လာပြီးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့multiple သုံးနေတယ်ဆိုရင်တော့ family တိုက်ကိုပေါ့structure တော့တိကျသုံးနေတယ် RT တော့တိကျသုံးနေတယ်ဆိုရင်တော့ဒီထဲမှာ family တိကျ strike ရှိတယ်ပေါ့ဒီမှာ family လို့ရိုက်ရှာလိုက်နော် family လို့ရိုက်ရှာတာကျွန်တော် family တိုက်တွေရှိတယ် main အနေနဲ့ပေါ်တာရှိတယ်နော် type by family type
ဘိုင်နေနဲ့သွားမလားသူကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ family type ပေါ်လိုက်နော်ဒါဆိုရင်ကျွန်တော်တို့ဒီ project ထဲမှာရှိတဲ့ family ကိုဘာလို့လို့ရတာဆိုရင်သုံးလို့ရကိုကိုယ်တိုင်ဒီထဲမှာ traditional ထားတဲ့ family ထည့်ထားလို့ဆိုရင်လည်းသူ့လိုလည်း family type နော်အဲ့တော့ family type point ပြီးရင် run ချလိုက်အဲ့မှာသူကဒီမှာလာပြီးတော့ပြောသွားဘာပြောလဲဆိုတော့ one နေနဲ့ family instant by operation value ပြန်တော့ပြီးနားထွက်တယ် parameter name family type ကမရှိတော့ဒီဒါဆိုကျွန်တော်ဒီမှာသူ့စီကိုပေါ့နော်ဘာလေးထားလိုက်မလဲဆိုရင် standard structure reverb structure column နော်ဒီ universal v နေရရှိတွေ့ရ rectangular v နေတွေ့ရ structure column ပေါ့ column တက်ထားတော့โอเคအဲ့ဒီမှာကျွန်တော်တို့ဒီမှာrectangular လေးကိုရွေးပြီးတော့ run လိုက်တဲ့အခါမှာဘာပြောင်းလာပြီလဲဆိုတော့ဒီမှာ instant is base level family cannot be created without level မရှိတဲ့အတွက်ကြောင့် create လုပ်လို့မရဘူးဒါဆိုရင် family instant အဲ့တော့ကျွန်တော်ကဘာကိုသုံးမလဲဆိုတော့နော် family instant by point and level ပေါ့နော်level ကိုသုံးတယ်နော်ဒါကကြတော့ဘာလဲဆိုရင် by case တွေနဲ့တွားတာပေါ့နော် by point location ဒီမှာပဲရှာလိုက်တယ်နော်ဒါတွေ့တော့မယ် FA FAMI LY family INSTL C instant by point and level by point အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော် multi family ကို place လုပ်မှာ PLC place ဆိုရရှာလိုက်မယ်နော် place ဆိုရင်ဒီမှာ and place family place 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 issues ဆိုတာဒါကတော့ကျွန်တော်တို့ဟိုက crosswise ဟုတ်တယ်ဒါကကြတော့ကျွန်တော်တို့ဟိုထဲမှာပါလိုက်ကောင်းပါနော်ဒါကကျွန်တော်တို့ package ထဲကပါလိုက်ကောင်း web page ထဲကပါလိုက်ကောင်းမဟုတ်ဘူးပေါ့နော် web page ထဲကပါလိုက်ကောင်းလို့ပြီးမယ်ဆိုရင်ကျွန်တော်တို့ web page ထဲကနော်ကျွန်တော် family element တွေပေါ့နော် element ဒီမှာ family instant ဟောဒီမှာ family instant by point ရ level ပေါ့နော် family instant by point ရ level အဲ့ဒါဆိုရင်တော့ဒီကောင်လေးကနေသွားပြီပေါ့နော် point ပြီးရင်ကျွန်တော်တို့ကဒီမှာဘာလုပ်မလဲ level ကိုပေါ်လိုက်မယ်ပေါ့နော် level level 1ပေါ့အဲ့ဒီတော့မသုံးတော့နော် okay ဒါဆိုရင်ကျွန်တော်တို့စမ်းကြည့်တော့ run ဆိုရင်ကျွန်တော်တို့တွေ့တော့ပါမယ်ဒီမှာဘာဖြစ်နေတာလဲဆိုတော့ဗျာသူကဒီမှာထက်နေတာဗျာ
ဆိုလိုရတဲ့သဘောတရားကဘာကြောင့်လဲဆိုတော့ unit ကြောင့်ဖြစ်တာပဲ။ဘာကြောင့် UN ဆိုပြီးတော့ကျွန်တော်တို့ lunch ကိုထားလိုက်မယ်ဆိုရင်မီတာထားလိုက်ပြီပေါ့။decimal က3လုံးပေါ့နော်။ okay ပေါ့နော်။ဒါဆိုရင်ကြည့်အောင်ဒီကောင်ကိုကျွန်တော်ဒီမှာပြန်ဖြုတ်လိုက်မယ်ပေါ့နော်။ဝင်လိုက်မယ်ပြီးရင်ပြန်တက်မယ် sorry ဒါဆိုရင်ဒါလေးတွေကဘာဖြစ်သွားမလဲဆိုတော့ဘာဖြစ်သွားမှာပဲနော် run ကြည့်အောင်ဒါဆိုရင်ဒီမှာကျွန်တော်တို့ column လေးတွေလာတာကိုတွေ့ရပါလိမ့်မယ်နော်အဲ့တော့ number slider သုံးတယ်ဆိုရင်တော့ကြည့်လို့လှရဲဆိုတော့ငါလည်းပဲနော်ဟိုစင်တော့ပြင်နိုင်လားဆိုတော့ဒီပေါ့နော် number slider ကိုဖွင့်လို့အဲ့တော့ကောင်းတာကတော့ဒီမှာကျွန်တော်တို့ကဒီမှာ range ကိုပဲသုံးတော့ညီချင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီကောင်ကိုဖြုတ်လိုက်နော်ဒီကောင်ကိုဖြုတ်လိုက်range နဲ့သွားမှာဒါမှမဟုတ်ဘူးဆိုရင် sequence နဲ့သွားလို့ဒါလေးတွေကအချိန်လေးကိုကြိုက်ပြီးတော့ဝင်လို့ပြင်လို့ရပါတယ်เนาะအဲ့ဒါကျွန်တော်ဒီကောင် range ကိုပဲယူလိုက်မယ်เนาะသိအောင်လို့ဘာလို့ဆိုရင် control C control V အဲ့ဒါလေးယူလိုက်မယ်ဒီက sequence ကတော့ဒါကဒီလိုဒါကဒီလိုဒါကဒီလိုပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဘာလို့ရလဲလို့မေးရင်เนาะဒီကောင်လေးကဒါက run လိုက်ပြီးထပ် run ပေါ့เนาะထပ် run မယ်ဆိုရင်ဒီမှာဒီကောင်ကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီလိုလေးဖြစ်သွားတယ်နော်စစ်စစ်လေးဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီကောင်ကြီးဘာတန်ဖိုးလဲဆိုဒီကောင်ကြီး y တန်ဖိုး y မှာထားတော့ဘူးနော် y coordinate နဲ့ဆို h coordinate နော်ဒါဆိုဒီကောင်ကြီးဘာလို့ရလဲဆိုတော့ဒီကောင် right click ထောက်ပြီးတော့ sorry flip တစ်ချက်ထောက်ပြီးတော့ဒီကောင်ကိုကျွန်တော်တို့ကဒါက h distance နော် h ကိုဒီဘက်လက်ခေါက်လိုက်မယ် y distance ဒီဆိုကျွန်တော်တို့ဒါဘာလို့ရလဲဆိုရင်ဒါလေးတွေကပိုဒီ range ကိုသုံးတာဖြစ်တဲ့ဆိုဒါလေးတွေဘာလို့ပြော start ဟုတ်ပြီနော်ဒါလေးတွေကိုဘာလို့ဆို rename လုပ်မယ် rename no to start ဘယ်လောက်နဲ့သွားချင်အောင်ဘယ်လောက်နဲ့သွားချင်ဒီနော် set ဒါဘာလို့ပြောင်းလာလဲဆိုတော့ကျွန်တော်တို့ dynamo player လေးလုပ်လို့ရနော်ဒါက ENG ပြင်ဒီက stat ဆက်နော်ဒါဒီကောင်ဖြတ်လိုက်တော့နော် shift အဲ့တော့ဒီလိုနဲ့ control C control V ဟုတ်နော် start အနေဒါဆိုရင်သူတို့လေးတွေဘာလုပ်လဲလို့ရလဲဆိုရင်ကျွန်တော်တို့က import cloud နဲ့ import is import ပြီးရင်ကျွန်တော် level is import ပြီးရင် family တွေသုံးကျင်တဲ့ family is import ရလာမယ်ပြီးရင်ကျွန်တော်ဒီမှာ save လိုက်ပြီနော်အဲ့တော့ကျွန်တော် save ထားလိုက်တယ် desktop ပေါ်က primary secret new program အဲ့တော့ FAMY family INSTAL dollar POIN and LED ရဲ့ level ပေါ့နော် point ရလည်းချစ်တယ်နော် okay ဟောအဲ့တော့ကျွန်တော်တို့က level တွေကို string တွေထားပြီးတော့ name တွေနဲ့ ceiling level တွေပါသုံးမယ်ဆိုလည်းရနိုင်တယ်နော်ဒါလေးကိုကျွန်တော်တို့က run မယ် run ပြီးတေချောင်းထောက်ရမယ်ကြည့်လိုက်မယ်ဒီမှာ okay သွားပြီဒါဆိုရင်ကျွန်တော်တို့ဗာလေးကို save မယ် save ပြီးတော့ကျွန်တော်ဗာလေးကိုဒီတိုင်းလေးကိုပိတ်လိုက်ဟောလေပိတ်ချလိုက်ဒါဆိုရင်သူ့ကိုကျွန်တော် delete ချက်လိုက်အောင်နော်ချက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ manage ချထားနေပြီးတော့
ဒါမျိုး clear လေးကိုခေါ်လိုက်မယ် okay အဲ့လိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာခုနကတော့ family instant point ဆိုတော့ ready ဖြစ်နေပြီတဲ့ဒါလေး play ကြည့်အောင်ပေါ်လာတယ်ပေါ့နော်အဲ့ဒီတော့ဒီကောင်ကဘယ်လိုဖြစ်လို့ဟိုဟာနဲ့မပေါ်လာလဲဆိုတော့တို့နဲ့ run လာတော့ပြင်ချင်းနဲ့ဆိုရင်ပေါ်မှာနော်အပြင်ချင်းတော့သူကဒီတိုင်းဆိုဒီလိုမျိုးသွားပြီးတော့ dynamo တွေကိုတော့ပြန်ဝင်မှရမယ်ပေါ့။မန်တကယ်ကတော့ကျွန်တော် dynamo player ဆိုပေါ်ရမှာပြ။ပေါ်ရမှာဘယ်လိုပေါ်မှာလဲဆိုရင် secret အဲ့တော့ဒီမှာဆိုရင် file creation place column boarding English shape parameter ဒီနာနော်column reverse ဆိုပြီးနော်ဒီလိုလေးပေါ်ဒီလိုလေးဘာလို့ပေါ်လာလဲစဉ်းစားများဖြစ်နေတယ်နော်အဲ့မှာဘာလို့လဲ select လုပ်မယ် model running map အားလေး select လုပ်မှာပေါ့နော်ဒီမီလေးပေါ့နော်ပြီးရင်နောက်တစ်ခါ select add ဆိုတော့ဒါဒီ column ကို creation လုပ်တဲ့ဟာမျိုးလေးဒီပုံစံမျိုးလေးပေါ်လာဒီပုံစံလေးပေါ်မယ်တော့ turn run သွားလို့ဖြစ်တယ်ဟုတ်ကဲ့နော်ကျွန်တော်မှာတော့ချက်ရှိပေါ့နော်ဒါမျိုးပေါ်ရဒီကောင်ပါလဲဆိုရင်သူတို့ input တွေပေါ်လာမှာပေါ့နော်โอเคပါအဲ့တော့ဒီကိစ္စလေးကနောက်ကျွန်တော်ပြန်ရှင်းပြပါမယ်နော်အဲ့တော့ကျွန်တော်တို့ဒီလိုလုပ်ရမယ်ဒီလိုမျိုးလေးလုပ်ရမယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ပါပါမယ်အဲ့တော့ဒီနေ့တက်ပါမယ်